နှစ်စောစီဖုန်းနေနိုင်တဲ့အလုပ်တွေရှုပ်နေပါဒီ CV5 Pro လေးဆိုတချို့ဆို coffee ရောင်ဝယ် coffee နိုင်ရတယ်ပေါ့နော်ဒါတော့ coffee ရောင်တော့မဟုတ်ဘူးသူ့ရောင်လေးကလေဒီအနံလေးကဘာထွက်နေလဲဆိုတော့လာတာအနံလေးထွက်နေရန်ကုန်လာတာအနံလေးပေါ့နော်အဲ့လိုလေးရတယ်ဒီ14စီလေးဆိုလို့ရှိရင်အမရပူရာအနံလေးထွက်နေပြီလားကလေးအမရပူရာအနံလေးထွက်နေကျဲအလေးကအမရပူရာအမှားလေးပေါ့နော်သူကတော့ဖောက်ပြီးတော့လိုတက် software run ပြီးဆိုတော့ကိုကဖောက်ပြီးလိုက်ပါပြီရှင်ဒါလေးက CV5 Pro လေးကတော့ဒါတော့ parking ပို့ပေးရမယ်ဟာလေးပါ CV လေးကတော့တချို့မေးကြတယ်ပေါ့နော်14စီကို14စီ 5D လေးပေါ့နော် RAM 460လေးကို3သိန်းကျော်တကယ်ရောင်းလာလားတကယ်ရောင်းပေးတဲ့3သိန်းကျော်လေးအခုလက်ရှိအမတို့ရောင်းပေးထားတာ3သိန်း9,000လေးနဲ့ရောင်းပေးထားတယ်460လေးကိုပေါ့နော်ဒီညီမလေးဆိုတော့ဒါညမှာ Viber ကိုလာပြီးတော့မေးပြီးတော့မှတခါတည်းမေးပြီးတခါတည်းကိုယူသွားတယ်ညီမလေးအမရပူရာပေါ့နော်အခုလည်းမေးနေပြန်ပြီအမရပူရာဒါအိမ်ရောက်ငွေချေ FOC တွေနဲ့ပို့ပေးရမှာပေါ့နော်အရင်ဝယ်တဲ့ဟာတွေတော့ဆိုတတိထားမိမှာပါဘူးကြီးကအထူကြီးပဲအခုနောက်ပိုင်းဘူးကြီးကပါသွားတယ်ပါသွားခြင်းရဲ့နောက်ွယ်ကဘာလဲဆိုတော့အဒပ်တာဘုံတွေမထည့်ပြီးတော့ဒီအသွင်းတုံးတွေပေါ့နော်အသွင်းတုံးတွေမထည့်ပေးဘူးဒါပေမဲ့စိတ်မပူပါနဲ့ရှင်ချစ်ရတဲ့သူတွေအတွက်ကိုအောင်မိုဘိုင်းကအမြဲတမ်းလေးဘယ်လိုလုပ်ပေးရမလဲဆိုတော့စဉ်းစားပြီးတော့ကိုလုပ်ပေးရဒီလို original adapter တုံးကားစပြန်ထည့်ပေးလိုက်တယ်သူ့ထဲမှာကနောက်ပိုင်းကသူကဘယ်လိုဖြစ်လာလဲဆိုတော့ဒီလိုပေါ့နော် cover လေးနဲ့ကျိုးလေးနဲ့ပဲပါတယ်ကွာအမတို့ဘက်ကနေပြီးတော့အသွင်းတုံးလေးပါပြန်ပြီးတော့လက်ဆောင်ထည့်ပေးထားတယ်ပြီးလို့ရှိရင်ငကြက်လေးထည့်ပေးထားတယ်ဒါလေးကတော့ကုတူလေးရအောင်ဆက်ပြီးတော့ထည့်ပေးလိုက်တဲ့ဟာလေးပေါ့နော်နံပါတ်ရှင်အမွှေးဘူးလေးပါဒါအမရပူရာကိုသွားမယ်ဟာလေးပါ RAM 464ကို3သိန်းနဲ့9,000နဲ့ရောင်းပေးထားတယ် RAM 6ကိုမှ128လိုချင်တဲ့ကလေးဆိုလို့ရှိရင်တော့4သိန်း4,000ဝန်းကျင်လေးလည်းပဲအခုလက်ရှိရောင်းပေးထားပါတယ်ရှင်ဆက်သွယ်မှာယူခြင်းတဲ့သူတွေဆိုင်မှာပဲလာဝယ်ခြင်းတာပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်မှာယူခြင်းတဲ့ဆိုရင်တော့ဆိုင်ဖုန်းနံပါတ်ဖြစ်တဲ့39 9895636ကဲ3992554446ရဲ့3993933938 Viber ကိုလည်းအသေးစိတ်ဆက်သွယ်ပြီးများလို့ရပါတယ်ဆိုင်လေးစာလေးခဏခဏမေးတဲ့ကလေးတွေတေချာလေးမှတ်ပေးပါအောင်ရှင်ဆိုင်ရဲ့တီနေရာလေးကအောင်မိုဘိုင်းကတော့နိုင်ရမြို့နယ်သမကုန်းမှတ်တိုင်ဒီအတွင်းပဒံထိတ်မှာပါရှင်ဝယ်ယူအားပေးသွားတဲ့ညီမလေးကိုလည်းဒီကနေကျေးဇူးများကြီးတင်ပါတယ်